Pluvio file ဆိုတာသိလား August လ10ရက်နေ့မှာ IELTS Foundation မနေ့9နာရီကနေ10နာရီစမယ်မနေ့10နာရီကနေ9နာရီက intermediate level အင်္ဂလိပ်စာစမယ်အဲ့တော့ IELTS ကတင်နန်းကာလ3လတင်နန်းချိန်5သိန်း B1 ကလည်းတင်နန်းကာလ3လတင်နန်းချိန်3သိန်းနှစ်တန်းတွဲတက်မယ်ဆိုရင်9သိန်းခွဲပဲကြမယ်9000တက်ပါမယ် Pluvio file ဆိုတာမိုးရွာတဲ့နေ့တွေဆိုသွားသူပျော်နေတတ်တာမိုးကိုကြည့်ပြီးပျော်နေတတ်တဲ့လူတွေရှိကြတယ်မလား Pluvio file တွေရှိကြတယ်မလားနောက်တချို့ဆိုကံကောင်းရေစုံတွဲအတွဲလိုက်က Pluvio file တွေဖြစ်တတ်ကြတာနော်မိုးရိုင်ပျော်နေတဲ့ထီလီဆောင်ပြီးတော့လမ်းလျှောက်ပြီးဒီမိုးရေကိုခြေထောက်ကလေးနဲ့စို့နေရတော့ပျော်နေတတ်တယ်မိုးရေဆူနေတဲ့ lush green ဖြစ်နေတဲ့အပင်လေးတွေကိုကြည့်ရတော့သူတို့သဘောကျတတ်တယ် Pluvio files August လ15ရက်စနေတနင်္ဂနွေနေ့ရက်ပဲတက်ရမယ်အတန်း2တန်းထပ်ဖွင့်တယ်ဆရာစီသူကညနေ9နာရီကနေ10နာရီခွဲက intermediate level 10နာရီခွဲကနေ10နာရီက A2 basic level okay အဲ့တော့ IELTS ဆရာသင်မဲ့ B1 ဆရာစီသူသင်မဲ့ B1 A2 class ဒါတွေတက်ဖို့ဆရာတို့ကိုဖုန်းနံပါတ်3ကို93346တက်ကိုဆက်သွယ်လို့ရပါပြီ Viber ရော Telegram ရောရှိပါတယ်အဲ့ဒီမှာPluvio file တွေရှိကြလားအောက်မှာရေးလိုက်ကြပါဦး I am a Pluvio file ဆိုပြီးတော့